ကဘာကောင်ဆိုဘောလုံးသမားကိုပကြီးဆရာနဲ့နှိုင်းရှင်ရမယ်ဆိုရင်သူကပီကာဆိုပါပဲအားလုံးရဲ့မိဂလာပါ90 minute channel ကနေပြန်လည်ပြီးတော့ကြိုးဆိုလိုက်ပါတယ်ဒီစကားကိုပြောခဲ့သူကတော့အီတာမီယာမီနီးပြဂီယာမိုစဝိုင်ယိုစ်ဖြစ်ပါတယ်မက်ဆီရဲ့နောက်ဆုံးပွဲစဉ်ကပထမဂိုးကိုပြန်ကြည့်ပြီးနောက်မှာနီးပြဟာအဲ့ဒီစကားကိုအားသေးစွာချီကျူးခဲ့တာပါသူကကျွန်တော်နီးပြအခွက်သားတွေကိုဒီဂိုးကိုအခြေချေပြသပြီးဘလို့သွင်းခဲ့လဲရှစ်ပြခဲ့ပါတယ်ဒါဟာတာမန်သွင်းကိုတကူမှုပါဘူးအရန်ခက်ခဲပြီးဤပညာမြင့်တဲ့သွင်းကိုတကူပါလို့ဆိုပါတယ်ဘယ်ဘက်ကကြာလာတဲ့ဘောလုံးကိုညာချေနဲ့တစ်ချက်နဲ့ပိတ်သွင်းနိုင်ဖို့ဆိုတာအခြေကိုက်မှုကိုဟန်ထိန်းနိုင်စွာနဲ့ဘောလုံးပေါ်ခါစားနိုင်စွာအားလုံးကိုပြီးဆိုဖို့လိုပါတယ်ဘောလုံးကြောင့်နားလည်သူတိုင်းဒီလိုဂုံးမျိုးကဘလောက်ခက်ခဲလဲဆိုတာသိကြမှာပါဒါကြောင့်လဲဟွာယိုစ်ကမက်ဆီကိုပကြီးဆရာတယောက်နဲ့နှိုင်းရှည်ရမယ်ဆိုရင်ကျွန်တော်ကတော့သူ့ကိုပီကာဆိုလို့ခေါ်မယ်လို့ပြောခဲ့တာဖြစ်ပါတယ်ပကြီးကတစ်ချက်ကိုပီကာဆိုကအမှုပညာလဲရဖြစ်ဖန်တီးသလိုမက်ဆီကလည်းဘောလုံးကွေးထက်မှာသူ့ရဲ့ခြေစွမ်းနဲ့အမှုပညာလက်ရာတွေကိုဖန်တီးပြနေဆက်ပါအသက်အရွယ်တိုးလာပေမဲ့သူ့ရဲ့အမြင်စုပြတ်ချက်နဲ့ဘောလုံးညာကတော့မပြောင်းလဲသေးပါဘူးဒါကြောင့်မက်ဆီရဲ့ကိုယ်တိုင်ပေးပို့မှုတွေကိုကြည့်တဲ့အခါပရိသတ်တွေကဘောလုံးဝက်တစ်ကွက်ကြီးနေတာထက်အမှုပညာလက်ရာတစ်ခုကိုကြီးနေရတယ်လို့ခံစားနေကြတာလည်းဖြစ်ပါတယ်အခုလိုဗီဒီယိုကိုအစိုးရကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ကျွန်တော်ကတော့ Mark ပဲဖြစ်ပါတယ်